အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါကျွန်တော်ရဲ့သူတော်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမအများအားလုံးပေါ့နော်။နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့3ရက်9လ2026တောက်ကြနေနောက်ဆုံးအပိတ်ပွဲကိုရောက်ရှိလို့လာပါပြီ။ကဲနောက်ဆုံးပိတ်မှာအေကြီးကြီးနဲ့လွယ်မဲ့ချစ်မိတ်ဆွေများအားလုံးပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်။ကဲကျွန်တော်တို့နော်အခုဆိုလို့ရှိရင်တနင်္လာအင်္ဂါပုဒ်တဘူးကြာတာပရိဆိုတဲ့နော်4ရက်စလုံးเนาะโอเคတဲ့အဆင်ပြေတယ်ကဲဒီနေ့ဆိုရင်လည်းကြာတာပရိနေ့မှာလည်းเนาะထပ်မံပြီးတော့နှစ်သီးစားထပ်ရပြန်ပြီเนาะမိန်းဆိုမှမိန်းဒဲဆိုမှဒဲ6ပတ်သီး60မိန်းကွက်ဒဲကြီးเนาะနောက်ပြီးတော့တပတ်စာ3လုံးအခွေဖြစ်တဲ့6နှစ်3ညစာတို့အခွေကလည်းဒီညနေမှာတိုက်ဆိုင်လာပြီးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးเนาะစာတို့လိုက်တဲ့ညီကိုမောင်နှမတွေအခွေလည်းတန်းပြီးတော့ကြားတယ်နော်ကဲဒီတစ်ပတ်မှာဆိုရင်တော့ဘာမှပြောစရာမရှိဘူးအားလုံးပဲပြည့်စုံမယ်လို့ထင်ပါတယ်နော်တနင်္လာနေ့မှာလည်းနှစ်သီးစားမိန်ကွက်အင်္ဂါနေ့မှာလည်းနှစ်သီးစားမိန်ကွက်ဗုဒ္ဓဘုနေ့မှာလည်းနှစ်သီးစားမိန်ကွက်နဲ့ပဲမိတယ်အခုကြာတာပလေးမှာလည်းနှစ်သီးစားမိန်ကွက်နဲ့ထပ်မံပြီးတော့ရတယ်4ရက်စလုံး okay တဲ့အဆင်ပြေတဲ့အောင်မြင်တယ်နော်ဘာမှထွေထူးပြောစရာမလိုဘူးနော်ကဲဒီနေ့မှာလေ60မှာနှစ်သီးစားဘယ်သူတွေဘယ်လောက်ပို့ရတယ်ဆိုတာကိုယ့်ဘက်ကိုကွန်မန့်လေးမှာဝင်ပြီးတော့မှန်ပေးတော့ပါဘာမှပေးစရာမလိုပါဘူးစေတနာနဲ့တင်ပေးတာပေါက်ရရတယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပါတယ်နော်ကဲဒါကြောင့်မနေ့ပြန်တောက်ကြနေမှလည်းအကြိုက်ဆုံးအကောင်းဆုံးဆိုတာထပ်မှတ်ပြီးရွေးချယ်လာတင်ပေးတာဖြစ်တယ်အကြိုက်တွင်လိုက်ဆော့ပါ Facebook ကညီကိုမောင်နှမတွေပုံမှန်တိုင်းလေးပဲဒီဗီဒီယိုပိုင်းကိုမြင်ပြီးဆိုရင်တစ်ယောက်မြင်တစ်ယောက်ရှင်းနှစ်ယောက်မြင်နှစ်ယောက်ရှင်းနော်လိုက်လက်မလေးတွေနဲ့ဝင်းရံကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကဲဒါဆိုရင်တောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာဘိုင်းနေနဲ့ဆိုရင်တော့ကျွန်တော်တို့ခွန်ဘိုင်းနှစ်ဘိုင်းဖြစ်ပါတယ်ခွန်ပတ်တီးနှစ်ပတ်တီးပေါ့နော်ခွန်နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာကျွန်တော်တို့ခွန်8 90ခွန်6ခွန်4ဒါခွန်နဲ့ပတ်သက်တဲ့ main ကွက်ပါကွန်မမှာ6ရေးပေးထားပါခွန်8 90ခွန်6ခွန်4နော်နှစ်နဲ့ပတ်သက်တာဆိုရင်2 8 20 2 6 2 4နော်2 8 20 2 6 2 4ပါကဲကျွန်တော်ထောက်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကီရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လေတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာအားအကောင်းဆုံးအချိန်ဒီ9အချိန်เนาะအဓိကပတ်တီးကိုဦးစားပေးဆော့တဲ့ချစ်မိတ်ဆွေများအားလုံးကเนาะတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာအားအကောင်းဆုံးပတ်တီးဒီကျွန်တော်တို့ခွန်ပတ်တီးနှစ်ပတ်တီးအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအမှားမှန်ရှိပါတယ်ဘာမှပေးစရာမလိုဘူးစေတနာနဲ့တင်ပေးတာစေတနာတက်တက်နဲ့เนาะအားလုံးပဲသိပါတယ်ကဲစေတနာเนาะကန်တွင်ကြိုးပေးပါလိမ့်မယ်ကဲမနေ့ပြန်တောက်ကြနေနောက်ဆုံးပိတ်ပွဲမှာလည်းထပ်မှန်ပြီးတော့เนาะနောက်ဆုံးပိတ်အိမ်နဲ့လည်နိုင်ပါစေအားလုံးပဲထပ်မှန်ပြီးတော့ကံကောင်းကြပါစေ